အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့ရုရှားအခရာ33လုံးရှိတဲ့အနက်ကပထမဆုံးအခရာဖြစ်တဲ့ R ကိုဘယ်လိုရေးကြမလဲဆိုတာပေါ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအဆက်ကတဲ့အပေါ်ကိုမြင်းတစ်ကြောင်းဆွဲလိုက်မယ်အပေါ်ကတဲ့အောက်ကိုမြင်းပြန်ဆွဲလာမယ်ပြီးရင်အဲ့ဒီမြင်းတိုင်းလေးပဲကျွန်တော်တို့အပေါ်ပြန်တက်ပြီးတော့အဝိုက်လေးရေးလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အခရာ R အကြီးရေးပြီးသွားတာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ဆိုရအောင် R okay ကျွန်တော်တို့အခရာ R အကြီးရေးပြီးပြီဆိုတော့ကျွန်တော်တို့ R အသေးကိုဘယ်လိုရေးမလဲဆိုတာပေါ်ပြပေးမှာဖြစ်ပါတယ် R အသေးရေးနည်းကတော့အင်္ဂလိပ်အခရာ A ရဲ့ရေးပုံရေးနည်းနဲ့တူပါတယ်အဲ့တော့ကျွန်တော်တို့အခုဆိုရင်အခရာ R ရဲ့အကြီးရောအသေးရောရေးနည်းကိုပေါ်ပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်